မင်္ဂလာပါဒုက္ခကျမ်းမာ channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကနေ့စဉ်ဘဝရဲ့အလုပ်တာဝန်တွေကြားမှာဖြီးလွှားနေရင်မိမိကိုယ်ကိုဂရုစိုက်ဖို့မေ့လျော့နေတတ်ကြပါတယ်အထူးသဖြင့်ကျမ်းမာရေးနဲ့ပတ်သက်လာရင်တခုခုပြင်းပြင်းထန်ထန်ခံစားရမှသာဆရာဝန်စီတွားတာမျိုးဆေးစစ်တာမျိုးလုပ်လို့ရှိကြပါတယ်ဒါပေမဲ့ကင်ဆာဆိုတဲ့ယောဂဆိုကြီးဟာတရက်ထဲနဲ့ဖြစ်လာတာမဟုတ်ပါဘူးကျွန်တော်တို့တတိမထားမိပဲနေ့တိုင်းလှုပ်ဆောင်နေမိတဲ့တင်းငယ်တဲ့အလေးကျင့်ဆိုးလေးတွေစူးစီးမိရကနေခန္ဓာကိုယ်ထဲမှာကင်ဆာဆဲတွေကိုတိတ်တဆိတ်အားပေးအစာကျွေးနေတယ်လို့ဖြစ်နေတတ်ပါတယ်။တင်ဟာဆေးလေးမတောက်ဘူးအရက်မတောက်ဘူးဆိုရင်တော့တင်းရဲ့နေထိုင်စားတောက်မှုပုံစံကြောင့်ဒီယောဂဆိုးရဲ့ချင်းချောက်မှုကိုခံနေနိုင်ပါတယ်။အခုဒီဗီဒီယိုမှာတော့ကျွန်တော်တို့တိလျက်နဲ့ဖြစ်စေမတိဘဲနဲ့ဖြစ်စေနေ့စဉ်လုံမိနေတဲ့ကင်ဆာဆဲတွေကိုကြီးထွားစေတဲ့အလေးအကျင့်ဆိုးဝေးမြဖြစ်သွားမှာပါ။ပထမဆုံးအနေနဲ့ကျွန်တော်တို့အစားအသောက်ရွေးချယ်မှုကနေစတင်ပါမယ်။အလုတ်များတဲ့ခေတ်ကြီးမှာအစင်သင့်စားလို့ရတဲ့ပြုပြင်ထားတဲ့အသားတွေဖြစ်တဲ့ဝက်ဥချောင်း၊ချက်ဥချောင်းနဲ့အသားတူတွေကိုလူကြိုက်များလာကြပါတယ်။ဒါပေမဲ့ဒီအစားအစာတွေထဲမှာပါဝင်တဲ့တာရှည်ကဓာတ်ပစ္စည်းတွေဟာအစာအိမ်နဲ့ဥမာကြီးကင်ဆာဖြစ်ပွားမှုကိုမြင့်တက်စေတယ်ဆိုတာကိုသင်သိပါသလား။ဒါတင်မကသေးပါဘူးကျွန်တော်တို့နေ့တိုင်းတောက်သုံးနေတဲ့အချိုရည်တွေနဲ့တကြားတဲ့လွန်ကဲတဲ့အစားအစာတွေဟာလည်းခန္ဓာကိုယ်ထဲမှာရောင်ရမှုတွေကိုဖြစ်စေပြီးကင်ဆာဆဲတွေပေါက်ဖွားဖို့အတွက်အကောင်းဆုံးမြေစီလွှာတွေဖြစ်လာစေပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့အိတ်ဆက်ခြင်းနဲ့စိတ်ဖိစီးမှုပါ။ညဘက်အိတ်ချိန်မမှန်တာဒါမှမဟုတ်အိတ်ရပြက်တာဟာခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုပျက်စီးစေပြီးဆဲတွေပြုပြင်မှုကိုဟန့်တားလိုက်ပါတယ်။အဲ့ဒီအခါမှာပုံမှန်မဟုတ်တဲ့ဆဲတွေဟာထိန်းချုပ်မရဘဲပွားများလာနိုင်ပါတယ်။တင်ဟာအနည်းတမ်းစိတ်ဖိစီးမှုဒဏ်ကိုခံနေသူဆိုရင်လည်းတင့်ခန္ဓာကိုယ်ကနေကော်တီဇိုလို့ခေါ်တဲ့ဟော်မုန်းတွေကိုအလွန်အကျွံထုတ်လွှတ်ပြီးကင်ဆာဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်။ဒါတွေဟာကျွန်တော်တို့ပေါ့ပေါ့တန်တန်သဘောထားမိတဲ့အချက်တွေဖြစ်ပေမဲ့ရေရှည်မှာတော့အသက်အန္တရာယ်အထိစိုးရိမ်ရတဲ့ရလဒ်တွေကိုပေးနိုင်ပါတယ်။ကျွန်တော်တို့နေ့တိုင်းအသုံးပြုနေတဲ့ plastic အသုံးအဆောင်တွေနဲ့နေထိုင်မှုပုံစံတွေအကြောင်းကိုဆက်ပြီးပြောပြသွားမှာပါ။ကျွန်တော်တို့ဟာအစားအသောက်တွေကို plastic ဘူးတွေနဲ့ထည့်ပြီး microwave ထဲမရတာမျိုးဒါမှမဟုတ် plastic အိတ်နဲ့ထည့်ထားတဲ့အစားအသောက်ပူနွေးတွေကိုစားတောက်နေတာမျိုးကိုခက်အေးပဲလုပ်နေကြပါတယ်။ဒါပေမဲ့ plastic တွေမှာပါဝင်တဲ့ BPA နဲ့ phthalate လို့ခေါ်တဲ့ဓာတုပစ္စည်းတွေဟာအပူနဲ့တွေ့တဲ့အခါအစားအသောက်ထဲကိုပျော်ဝင်သွားတတ်ပါတယ်။ဒီဓာတ်ပစ္စည်းတွေဟာခန္ဓာကိုယ်ထဲရောက်သွားရင်ဟော်မုန်းစနစ်ကိုကမောက်ကမထစ်စေပြီးရင်စားကင်ဆာနဲ့စီးကျိတ်ကင်ဆာထစ်နိုင်ခြေကိုတိတိတတာမြင့်တက်စေပါတယ်။ဒါဟာလူတော်များများတိလျက်နဲ့ဂယုမဆိုင်မိတဲ့အကြီးမားဆုံးအမှားတစ်ခုပါပဲ။နောက်ထပ်သတိထားရမယ့်အလေးအကျင့်ဆိုးတစ်ခုကတော့ထိုင်လွန်းတဲ့အလေးအကျင့် sedentary lifestyle ပါ။တနေ့ကို8နာရီထပ်ပိုပြီးထိုင်နေတဲ့လူတွေဟာလှုပ်ရှားနှိထိုင်သူတွေထက်ကင်ဆာထစ်နိုင်ခြေပိုများတယ်လို့သုတေသနတွေကဆိုပါတယ်။အထူးသဖြင့်ဥမကြီးကင်ဆာနဲ့အဆုတ်ကင်ဆာတွေဟာလေ့ကျင့်ခန်းမလုပ်ဘဲထိုင်လွန်းသူတွေမှာပိုအဖြစ်များပါတယ်။ကျွန်တော်တို့ဟာနီးပညာတွေထွန်းကားလာတာနဲ့အမျှဖုန်းကြည့်ရင်ကွန်ပျူတာသုံးရင်းနဲ့ပဲတနေ့တာကိုကုံဆုံးနေကြတာကြောင့်ခန္ဓာကိုယ်ထဲကအစိတ်အတောက်တွေကိုချွေးအထစ်စွန့်ထုတ်ဖို့အခွင့်အရေးမရတော့ပါဘူး။ဒါဟာကင်ဆာဆဲတွေအခြေချဖို့လမ်းဖွင့်ပေးလိုက်တယ်လို့ပါပဲ။ဒါအပြင်နေရောင်ခြည်နဲ့ထိတွေ့မှုအပိုင်းမှာလည်းအလွန်အကျွံဖြစ်တာဒါမှမဟုတ်လုံးဝမထိတွေ့တာတွေကလည်းပြဿနာရှိပါတယ်။နေရောင်ခြည်တွေမှာပါတဲ့ခရမ်းရောင်ခြည် UV ကြောင့်အရေပြားကင်ဆာဖြစ်နိုင်တယ်လို့တစ်ဖက်မှာလည်းဗီတာမင် D ချို့တဲ့မှုဟာကင်ဆာအမျိုးမျိုးကိုဖြစ်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်နေပြန်ပါတယ်။ဒါကြောင့်အချိန်အခါနဲ့အတိုင်းအတာတစ်ခုအထိနေရောင်ခြည်ခံယူဖို့ကလည်းလိုအပ်ပါတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်တို့အသုံးပြုနေတဲ့အိမ်တွင်းတန့်ရှင်းရေးသုံးဓာတုပစ္စည်းတွေနဲ့အလကွန်တွေအကြောင်းကိုလည်းထည့်သွင်းစဉ်းစားရပါမယ်။အနံ့မွေးယုံဖြူစင်ယုံတက်ကိုပဲကြည့်ပြီးရွေးချယ်မိတဲ့ပစ္စည်းတော်များများမှာကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်ငွေတွေပါဝင်နေတတ်ပါတယ်။အခုပြောပြခဲ့တဲ့အချက်တွေဟာတင်ပွက်ဝင်ခြင်းမှာအမြဲရှိနေတဲ့အန္တရာယ်တွေဖြစ်လို့ချက်ချင်းဆင်ခြင်မှုတိုက်တွန်းခြင်းပါတယ်။အခုခေတ်မှာအယံခေတ်စားလာတဲ့အလေးအကျင့်တစ်ခုကတော့အကင်တွေစားတာပါပဲ။အသားကိုမီးပြင်းနဲ့ကင်လိုက်တဲ့အခါဒါမှမဟုတ်တူးသွားတဲ့အထိကင်စားတဲ့အခါမှာ heterocyclic amines လို့ခေါ်တဲ့ဓာတ်ပေါင်းတွေထွက်လာပါတယ်။ဒီဓာတ်ပေါင်းတွေဟာ DNA ကိုဓာတ်ရိုက်ပျက်စီးစေပြီးကင်ဆာဆဲတွေဖြစ်ပေါ်လာဖို့အားပေးပါတယ်။အထူးသဖြင့်မီးသွင်းနဲ့ကင်တဲ့အစားအစာတွေမှာ DNA ကပိုများပါတယ်။သင်ကအကင်ကြိုက်တဲ့သူဆိုရင်တော့ဒီအချက်ကိုအထူးသတိထားဖို့လိုပါလိမ့်မယ်။အသားတူးတာတွေကိုဖယ်စားတာမျိုးဒါမှမဟုတ်အပူချင်းအလဲအလတ်နဲ့ချက်ပြုတ်တာမျိုးကသင်ကိုအကာအကွယ်ပေးနိုင်ပါတယ်။နောက်ထပ်အချက်တစ်ခုကတော့ရေနွေးပူတောက်တဲ့အလေးချင်းပါပဲ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟူရဲထုတ်ပြန်ချက်အရအပူချင်း65 degree centigrade ကျော်လွန်တဲ့လက်တစ်ဖက်ရည်ကော်ဖီဒါမှမဟုတ်စွတ်ပြုတ်တွေကိုခဏတောက်သုံးတာဟာအစာရည်မျိုးပြုံးကင်ဆာ esophageal cancer ဖြစ်နိုင်ခြေကိုတိတိတတ်တာမြင့်တက်စေပါတယ်။ဒါကြောင့်ဘယ်အရာကိုမဆိုအရင်ပူနေတော့မတောက်ပဲခတ်နွေးအနေထားရောက်မှတောက်တာကအန်ဒီရဲ့အကင်းဆုံးဖြစ်ပါလိမ့်မယ်။
ဒါအပြင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲကိုအစိတ်အတောက်တွေဝင်လာစေတဲ့နောက်ထပ်လမ်းကြောင်းတစ်ခုကတော့တစ်သီးဝလံနဲ့ဟင်းသီးဟင်းရည်တွေမှာပါဝင်တဲ့ပိုးသက်စေကျွင်းကြံမှုတွေပဲဖြစ်ပါတယ်ဒီပိုးသက်စေတွေဟာရေရှည်မှာကိုယ်ခံအားစနစ်ကိုဖျက်ဆီးပြီးကင်ဆာဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေဖြစ်လာပါတယ်အသီးနှံတွေကိုတေချာမစင်ကြယ်ပဲစားသုံးတာဟာကင်ဆာဆဲတွေကိုနေ့တိုင်းအစာကျွေးနေတာနဲ့အတူတူပါပဲကျွန်တော်တို့ဟာကျဲမာရည်အတွက်အသီးနှံစားပါတယ်ဆိုပါမှတကယ်တမ်းမှာအစိတ်တွေကိုစားမိနေတယ်လို့မဖြစ်ရအောင်စားရည်တာမှမဟုတ်အဘာဝဆေးရည်တွေနဲ့တေချာစီးကြောဖို့လိုအပ်ပါတယ် ဒီနေ့ခေတ်မှာလူတော်များများဟာအတင်းစားအစားအစာတွေကိုအချိန်ကုန်တက်တာလို့ဆိုပြီးအလွယ်တကူစားသုံးနေကြပါတယ်ဒီစားအစာတွေမှာအရသာရှိစေဟိုတော့အသုံးပြုထားတဲ့စိုးစေးကြီးအနက်အရသာအတုတွေနဲ့တာရှည်ခံဆေးတွေဟာခန္ဓာကိုယ်တွေကဆဲလ်တွေကိုပုံမှန်မဟုတ်တဲ့တုံးပြတ်မှုတွေဖြစ်စေပါတယ်အထူးသဖြင့်စီကြော်မုန့်တွေကိုစီအထက်ထက်နဲ့ကြိုတဲ့အခါထွက်ပေါ်လာတဲ့အစိတ်ငွေတွေနဲ့စီကြေးတွေဟာအဆုတ်နဲ့အစာရင်ကိုတိုက်ရိုက်ထိခိုက်စေတဲ့ကန်ဆာဖြစ်စေနိုင်တဲ့အရာတွေပဲဖြစ်ပါတယ်။ဒါဟာဒီလိုအစားအစာတွေကိုအမြဲတမ်းအားကိုးနေရလို့ဆိုရင်တော့တင်းရဲ့ခန္ဓာကိုယ်ကကန်ဆာဆဲလ်တွေကိုနေ့စဉ်လက်ဆောင်ပေးနေတယ်လို့ဖြစ်နေပါလိမ့်မယ်။နောက်ထပ်အလွန်အရေးကြီးတဲ့အချက်ကတော့ရေဓာတ်ချိုတဲ့အချိန်ပါလူတော်တော်များများဟာရေငတ်မှရေတောက်တတ်ကြပါတယ်ခန္ဓာကိုယ်ထဲမှာရေဓာတ်လုံလောက်မှုမရှိတဲ့အခါအစိတ်အတောက်တွေဟာသွေးထဲမှာနဲ့ဆဲလ်တွေထဲမှာစုပုံလာပါတယ်ဒီအစိတ်အတောက်တွေကနေသဆင့်ဆဲလ်တွေဟာပျက်စီးလာပြီးကန်ဆာဆဲလ်တွေဖြစ်ပြောင်းလဲဖို့လမ်းစာဖြစ်လာပါတယ်တနည်းကိုရေအနည်းဆုံး10ဖန်းกว่าတောက်ပေးခြင်းဟာတင့်ခန္ဓာကိုယ်တွေကကန်ဆာထစ်စေနိုင်တဲ့အညစ်အကြေးတွေကိုတဘာဝအတိုင်းဆေးကြောပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်နောက်ပြီးလေ့ကျင့်ခန်းလုပ်တာကိုလည်းဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ထည့်သွင်းထားပါတနည်းကိုမိနစ်30လောက်လမ်းလျှောက်တာမျိုးဖြစ်ဖြစ်ကိုလက်လှုပ်ရှားတာမျိုးဖြစ်ဖြစ်လုပ်ပေးခြင်းဟာတင့်ခန္ဓာကိုယ်တွေကကန်ဆာဆဲလ်တွေကိုတိုက်ဖြတ်ပေးမယ်ကိုခံအားစနစ်ကိုအားကောင်းစေပါတယ်အိပ်ဆက်ခြင်းကိုလည်းဂရုစိုက်ပါညဘက်မှာအနည်းဆုံး8နာရီကနေ9နာရီထိနှစ်ခိုက်ခိုက်အိပ်ပျော်အောင်ကြိုးစားပါအိတ်ခါနီမှာဖုံးကြည့်တာကိုရက်တန့်ပြီးစိတ်အေးအေးထားပြီးအနားယူခြင်းဟာတင့်ဆဲလ်တွေကိုပြန်လဲနှူပြိုလန်းဆန်းစေပါတယ်ဒီဗီဒီယိုမှာဝေမျှပေးခဲ့တဲ့အချက်လက်တွေဟာတင့်အတွက်တကယ်မကတင့်ရဲ့မိသားစုနဲ့ချစ်ခင်ရသူတွေအတွက်ပါအကျိုးရှိစေမှာမို့လို့ဒီဗီဒီယိုလေးကို share လုပ်ပြီးသူတို့ကိုလည်းသတိပေးလိုက်ပါအောင်